မောင်လေးကိုပြောရအောင်မယ်မမလေးဒီနေ့ဖះเจ้าလာတာလေစိတ်ထဲမှာလေအယောင်ကြည်နူးပြီးတော့ပြောနေရတိလား ကျွန်တော်လည်းမမနဲ့ဖះเจ้าတူသွားရတာပြောပါလေ တကယ် တကယ်ပေါ့ဗျာ မမလေးအခုနောက်ပိုင်းလေနိုင်ငံသားတော့ပြန်မသွားချင်တော့ဒီမှာပဲအခြေချရင်ကောင်းမလားလို့ ကောင်းတာဗောမမရဲ့အော်ကောင်းနေလို့ကျွန်တော်ကတော့လေမမဘယ်မှမသွားစေချင်တော့ဒီမှာပဲကျွန်တော်တို့နဲ့အတူနေစေချင်တော့တယ်ဗျာ မောင်လေးတကယ်ပြောရတော့ တကယ်ဗောဗျာ မမကြော်သွားပြီ Merry Christmas ယနေ့တွင်ဒါဝီညွှန်လိုက်တခင်ခရစ်တော်တည်ဟူသောကေရင်တော်ရှင်သည်ဒီတော့ဘောလုံးကဖွားမြင်ခြင်းကိုခံတော်မူပြီးဘောမကောင်းကြီးမင်္ဂလာရောက်စေတော်ရောက်စေတော်ဒီအိမ်ဘောမကောင်းကြီးမင်္ဂလာရောက်စေတော်ရောက်စေတော်ဒီအိမ်ဘောမကောင်းကြီးမင်္ဂလာဒီအိမ်ဘောမကောင်းကြီးမင်္ဂလာဒီအိမ်ဘောကောင်းကြီးမင်္ဂလာရောက်စေတော်ရောက်စေတော် ကလေးတွေလာပြီးတော့ကောင်းချီးမင်္ဂလာပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ပါဗျာ ကဲမမိုးလေးပေးပါမယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါချီးနှီးလိုက်တာနော်မမြတ်တာတွားနှလိုက်တော့လေ အမလေးဖေအချိုးတွေချိုးတယ်သိနေနော် ကမောင်ခေါ်ရလိုက် ငါတာအမေပြောထားတဲ့အချင်းလေးဘလို့လဲ ဘာချင်းနေတော့မေရဲ့ ဟောဒီအင်ဂျီရှင်မမလေးနဲ့ငါသားရဲ့အချင်းလေးလေး อ๋อအဲ့ဒါလားမေရလေမမနဲ့လေချင်းနေကောင်းတယ်ဒါမဲ့ချင်းနေမကောင်းတာတခုတော့ရှိရဲ့မေရဲ့ ဘာလဲ အိမ်တော်သေးမေစိန်ပေါ့သားတို့ဂျားထဲမှာကိုလိုကန့်လန့်နဲ့ဝင်ဝင်ရှုံညာပြင်သားနဲ့မမလေးလေသူတွဲလာလောက်တော့မကြိုက်ဘူးနဲ့တူတယ်မေရဲ့ ဩဒါလေးများငါသားရဲ့အမေစင်ကိုပွင့်လေးနဲ့ဖွင့်ပြောလိုက်ပေါ့ အာမေရလေသားကြောက်တယ်တားဖွင့်ပြောပြီးရထားအမေစင်လက်ခံပါမလားမသိပါဘူးမေရဲ့ ဩငါသားရင်ထဲကအချစ်တာစင်ရင်လေအမေစင်တကယ်လက်ခံမှာပါ ညတာ မေတားတော့လို့မယ်နော် တော်အော်မမလေး အော်ညတာရေမမလေးတကူလုံးကိုနေညောင်းညာကြိုက်ခဲနေတာပဲမနေ့ကအစားမလို့လားမသိဘူးခြေထောက်တရောလက်တရောတကူလုံးကိုညောင်းညာကြိုက်ခဲနေတာမမိပေးပါလား တကုံလုံးတော့လား ဟုတ်တယ်ထိုင် ဒါဘလို့ဖြစ်နေရလဲ အော်စစ်စစ်ရဲ့လက်လိုက်တာအော်ဒီမှာလေမနေ့ကအစားမလို့လားမသိဘူးတကူလုံးညောင်းကြိုက်နေတာပဲအဲ့ဒါကြောင့်မလို့မမြတ်တာခေါ်ပြီးနှိတ်ခိုင်းနေရတယ်ဘာဖြစ်လို့လဲ ဘာဖြစ်လို့မပြတ်တော့ခေါင်းကြီးနေခမ်းရတာလဲစင်စင်နှိပ်ပြမှာပေါ့ဟဲ့ဖဲလားအခုဖဲလားအမနင်းလေအာမလို့သိအမလေးရလေ